မင်္ဂလာပါခင်ဗျာအပတ်စဉ်ဗုဒ္ဓဟူးနေ့နေ့စနေကြဖြစ်တဲ့အောင်ဆောင်မစကားဝိုင်းနေပြန်လည်ကြိုလိုက်ပါတယ်ကျွန်တော်ဆိုင်ရပါခင်ဗျာဆက်စရာတွေနဲ့စက်ပိုင်ဦးကြီးတွေကျွန်တော်ထွန်ဆက်ဖြစ်ဖြစ်ရိတ်ရွှေစက်မှာပဲဖြစ်ဖြစ် cycle gear စနစ်ပါလို့ရှိရင်ကျွန်တော်အကျန်းခံရင်ရုံးအားကောင်းတယ်လို့ခဏခဏကြားဘူးကြမှာအဲ့ဒီချက်လေးကိုကျွန်တော်လည်းကြားဘူးတာတော့ကြားပါပြီဗျအဲ့ဒါပေမဲ့လို့ဒီ cycle gear ရဲ့အတွင်းပိုင်းမှာဘယ်လိုမျိုးထူးထူးခြားခြားလဲပတ်နေလို့ဒီမျိုးရုံးအားကဒီလောက်ထိကောင်းရနေတယ်လဲဆိုတာကိုကျွန်တော်တွေးဘူးကြလားဗျအဲ့ချက်ကိုကျွန်တော်လည်းတွေးဖို့ပြင်မဲ့ကျွန်တော်လည်းတည်တည်ချာချာတော့မသိသေးဘူးပေါ့နော်ဒီနေ့မှာတော့ကိုရဲထုတ်ကနေပြီးတော့ဒီ cycle gear ရဲ့အတွင်းပိုင်း level ပုံကို level ပုံလျှို့ဝှက်ချက်လေးတွေကိုရိုးရိုးရှင်းရှင်းနဲ့တည်တည်ချာချာလေးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျမင်္ဂလာပါခင်ဗျာကျွန်တော်ရထုတ်ပါခင်ဗျာကဲကိုရဲတို့ကျွန်တော် cycle gear အကြောင်းလေးနည်းနည်းပြောလိုက်ကြရအောင်ဗျကျွန်တော်လည်းဒီဘူးသူရလည်းရတာပါဗျကျွန်တော်မတည်သေးတဲ့ချက်လေးလည်းရှိတယ်လေဟုတ်ကဲ့ကျွန်တော် cycle gear ကပုံမှန်မြင်နေကြကျွန်တော်ပုံမှန်ကျွန်တော်မြင်နေကြရိုးရိုး downline gear တွေနဲ့ဘာတွေများကွာခြားချက်တွေရှိတယ်လဲဗျဟုတ်ကဲ့ကျွန်တော်ဒီအဓိကကွာခြားချက်ကတော့ဗောဗျာဒီဂီယာအသွားပုံစံနဲ့ဒါသူရဲ့လေပတ်ပုံစံနဲ့ပါကျွန်တော်တို့ကဒီရိုးရိုးဂီယာတွေဆိုရင်ဒီဂီယာကွင်းအတက်အတိုင်းကိုအဝိုင်းပတ်နေတဲ့ပုံစံမျိုးနဲ့လဲကြတာလीဒါပေမဲ့ဒီ cycle gear မှာကျတော့အတိုင်းမဟုတ်ပဲねသူကဒီအဝိုင်းပတ်တိုင်းမလဲပဲねဗျာသူကဘေးကိုရိမ့်ထိုးပြီးတော့ကျွန်တော်ဒီဝဲလဲတဲ့စနစ်နဲ့သူကလဲတာဖြစ်ပါတယ်ခင်ဗျဗျာအဲ့တော့နည်းနည်းလေးမေးစရာလေးတော့ရှိသွားပြီဗျဒီရိတ်ထိုးပြီးဝဲလေဆိုတာကဘယ်လိုပုံစံမျိုးလေးလဲဗျကျွန်တော်နည်းနည်းလေးမျက်စိရမြင်အောင်လို့ချက်ဥပမာလေးပေးပေးပါကျွန်တော်ဒီအလွယ်ဆုံးမြင်အောင်ပြောရမယ်ဆိုရင်တော့ကျွန်တော်ကလေးဘွားကကစားခဲ့တဲ့ဂျင်လဲလိုမျိုးပေါ့ဗျာကျွန်တော်တို့ဒီဂျင်ကလဲတဲ့အချိန်ဒီကန်ဒီသွားပြီဆိုရင်ဒါသူ့ရဲ့ဝေရိုးပေါ်မှာတဲ့တဲ့မမလဲနေတာမဟုတ်တော့ဘဲနဲ့ဒါဘေးဘက်ကိုရိမ့်ထိုးပြီးတော့ဒါဝဲလဲတဲ့ပုံစံမျိုးနဲ့လဲတာလေကျွန်တော်ဒါတော်တော်များလဲတွေ့ဦးကြမှာပါနော်ကျွန်တော်တို့ကလိုရိမ့်ထိုးလေပတ်တဲ့စနစ်ကိုဒါအလေကနေဝေယိုးဘောတွေနဲ့ဒါဒီချာလေးချိန်ညှိပြီးတော့ဒါလေပတ်စီတဲ့စနစ်ပေါ့ဗျာအဲ့လိုသူကဝဲလေပေးတဲ့အတွက်ကြောင့်မို့လို့ဒါအင်ဂျင်ရဲ့အချိန်ပြင်းပြင်းနဲ့လေပတ်နှုံးကိုသူကအစမှန်တယ်သူကနှေးချပေးလိုက်ပြီးတော့ဆက်ရဲ့ရုံးအားကိုပုံမှန်ထက်ဗျာတာမန်ထက်စေစားမကဒါမြင့်တင်ပေးလိုက်တဲ့သဘောပါဗျာဟုတ်အဲ့လိုဝဲလေစနစ်ကြောင့်မလို့ပဲကျွန်တော်ရုံးအားကလောက်ထိကြီးမားသွားတာပေါ့နော်မှန်ပါပါဗျာဒါဆိုရင်ဒီကျွန်တော်တို့အချမ်းခံနေဆိုတာရောဘာကြောင့်မလို့လဲဗျအဲ့ဒါလေးဖြတ်ပြောပြပါအောင်ကျွန်တော်ကျွန်တော်တို့ဒါရိုးရိုးဂီယာသွားတွေကဒါရုံးတဲ့အခါမှာအသွားတစ်ချောင်းချင်းစီပဲသူကထိဆက်ပြီးတော့ရုံးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်လုတ်ဝင်များလာတဲ့အခါကျရင်ဂီယာသွားတွေကျိုးတတ်တယ်ပေါ့နော်ဒါပဲ့သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်ဒီ cycle gear ကတော့ဒီသူ့ရဲ့အသွားပုံစံကိုကဒါရီလိုင်းပုံစံရှိပြီးတော့ကျွန်တော်ဒီဝဲလည်နေတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါရုံလိုက်တဲ့အခါမှာဒီဂီယာသွားတွေကပေါ့နော်သူ့ရဲ့ဒီလုတ်ကိုငုံပေါ့ဗျာမျှခံကြတဲ့ပုံစံမျိုးပါတွားတစ်ချောင်းထဲမှာပဲကျွန်တော်တို့ကဒါဝင်မပြီးတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဘလောက်ပဲဒါရှွန်းနဲ့ထဲမှာပဲဒါဆက်ကိုရုံပေါ့ဗျာဒါ cycle gear သုံးထားတဲ့ဆက်တွေဆိုရင်တော့ဒါ gear သွားပဲ့သွားမှာကျိုးသွားမှာတွေတော့ဒါကျိုးသွားမှာတွေဒါမရှိတော့ဘူးရှားသွားတဲ့ပုံစံမျိုးပေါ့ဗျာဟုတ်ကဲ့ဒီစနစ်ချင်းကိုကကျွန်တော်ဘယ်လိုပြောရမလဲဒစည်းလုံးများခံတဲ့စနစ်မလို့ကိုပို့ပြီးတော့အကျန်းခံသွားတာပေါ့နော်အဲ့လိုပြောချင်တာပါကွာမှန်တာပေါ့ဗျာကျွန်တော်ဒါကြောင့်လဲဒါအလောက်အရင်ကျန်းတဲ့နေရာတွေမှာ cycle gear ကိုတော်တော်များများအသုံးပြုကြတာဖြစ်ပါတယ်ကျွန်တော်အောင်ဆက်မွန်ကဒါထုတ်လုပ်တဲ့တင်သွင်းတဲ့ဒီ cycle gear အစိပ်ပိုင်းတွေကတော့ဒီအတွင်းဒီလှိုင်းတွန်းအသွားတွေကအစကျွန်တော်ဒီဝေယိုးဘောတွေအဆုံးပေါ့ဗျာစံချိန်မီ micro တိကျမှုရှိအောင်ဒီချာချာလေးထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီရုံအားပြည့်ပြီးတော့တက်တန်းမှာလည်းအလုံးရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါကွယ်တော့ဒီနေ့တော့ကျွန်တော်ချင်းလဲသလိုဝဲလေတဲ့စနစ်နဲ့ရုံအားကိုအစမတန်မြင့်တင်ပေးတဲ့ကျွန်တော် cycle gear အကြောင်းကိုတော့ကျွန်တော်တောင်းသူတွေလည်းဘူးသူရပြရမယ်လို့ယူဆပါတယ်ကျွန်တော်ကိုယ်လည်းဘူးသူရလည်းအများကြီးရလိုက်ပါတယ်ဗျအချမ်းခံပြီးစိတ်ချရတဲ့ cycle gear ပို့ပစ္စည်းတွေကိုတော့ကျွန်တော်တို့အောင်ဆောင်မှာပဲယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်ဒါဤပညာကိုလေ့လာပါဆက်စွမ်းအားကိုမြင့်တင်ပါကျွန်တော်အောင်ဆက်မွန်နဲ့အတူကွင်းပြင်တိုင်းမှာထဲရေးလှအောင်မောင်းနေနိုင်ကြပါခင်ဗျာအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ